ကဲအားလုံးပဲမင်္ဂလာပါတူဒီမိုမိုမှာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့14ရက်နေ့8လပိုင်း2026တောက်ကြနေ့မနေ့ပိုင်း9ရက်သားသမီးများအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့လူရာဆန္ဒပြေဝကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်ကဲအမျိုးတို့ရေဒီနေ့နောက်ဆုံးပိတ်ဖြစ်သွားပြီเนาะနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို9ရက်သားသမီးများအားလုံးပောက်ကွက်လေးတွေနဲ့အောင်မြင်ကြပါစေလို့မိုမိုဘက်ကအားလုံးအတွက်ကိုဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ကဲအားလုံးပဲဒီဘက်ပြည့်ရရှိတဲ့အတွက်ကြောင့်မို့လို့အားလုံးနားလည်ပေးကြပါလို့လည်းပြောချင်ပါတယ်เนาะရှေ့ဘက်ကြရင်တော့မိုမိုအကောင်းဆုံးထပ်မံပြန်လဲပြီးစူးစမ်းပေးမှာပါเนาะပြည့်ရရှိတဲ့အတွက်ကြောင့်မို့လို့မိုမိုရဲ့အပတ်တိုင်းအောင်မြင်နေတဲ့ဇာတိုပတ်တီးကနောက်ကျသွားတာပေါ့เนาะအားလုံးတောင်းပန်ပါတယ်ဒါပေမဲ့အမြဲတမ်းအောင်မြင်တဲ့ပတ်တီးဖြစ်တဲ့အတွက်ပြည့်ရရှိခဲ့ပေမဲ့လည်းမိုမိုရဲ့ပတ်တီးကလုံးဝမပြတ်ခဲ့ပါဘူးเนาะကဲမိုမိုရဲ့ပတ်တီးကတော့3တလုံးပေးထားခဲ့တယ်ကဲအမျိုးတို့ရေတနင်္လာအင်္ဂါဗုဒ္ဓဟူးနေ့ပေါ့နော်ဗုဒ္ဓဟူးနေ့ကပိတ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ကြာတာပရိနေ့ပေါ့နော်6-3ထွက်သွားတာမိုမိုရဲ့ပတ်တီးကတော့အောင်မြင်မှုတွေရရှိခဲ့ပါတယ်เนาะကဲဘာပဲဖြစ်ပြည့်ရရှိပေမဲ့မိုမိုရဲ့ပတ်တီးကစားနေတဲ့မိတ်ဆွေတွေတော့ဘယ်တော့မှအရှုံးမရှိခဲ့ပါဘူးเนาะမိုမိုမန်ပါဝင်ထားတဲ့မိတ်ဆွေတွေကိုအကောင်းဆုံးတည်တက်လုံးပိုင်းတွေရွေးချယ်ပေးထားတယ်เนาะမနေ့ပိုင်းမှာမိုမို4-9တလုံးပေးထားခဲ့တယ်5-4ထွက်သွားတော့မိုမိုရဲ့လုံးပိုင်းကအောင်မြင်ခဲ့တယ်เนาะညနေပိုင်းကျတော့မိုမို8-3တလုံးပေးထားခဲ့တယ်ပတ်တီးကလည်း3ဖြစ်တဲ့အတွက်စိုက်မှာကလည်းလုံးပိုင်း8-3ဖြစ်တဲ့အတွက်ကြောင့်မို့လို့6-3ထွက်သွားတော့မိုမိုရဲ့လုံးပိုင်းကလည်းအောင်မြင်သွားသလိုအားလုံးအောင်မြင်မှုတွေရရှိခဲ့တယ်เนาะစိတ်တော့မကောင်းပါဘူးမိန်ကွက်မှာပေါ့နော်မနက်ဒီညနေမိန်ကွက်မှာကက်လွဲလေးနဲ့ခံလိုက်ရတယ်မိုမိုက9-3ပေးထားခဲ့တယ်ထွက်လာတော့6-3နဲ့နော်ကက်လွဲလေးနဲ့တော့ခံလိုက်ရတာပေါ့နော်ကဲအားလုံးပဲမနေ့ဖြင့်ဒီနေ့2ကြိမ်စာတော့ကြံစည်တယ်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီ2ကြိမ်စာအကောင်းဆုံးမိုမိုစူးစမ်းပေးမှာပါနော်ကဲအားလုံးပဲဒီနေ့တောက်ကြနေအပိတ်နေ့မှာတော့မန်ပါဝင်ထားတဲ့မိတ်ဆွေတွေများအားလုံးမန်ပါတက်တန်းတော့ကုံဆုံးသွားပါပြီเนาะပိုင်နိုင်စားသူပတ်တီးကစားချင်တယ်ဆိုတဲ့မိတ်ဆွေတွေမန်ပါကြီး9000နဲ့ဖွဲ့ဝင်လို့ရပါတယ်เนาะ15ရက်နေ့16ရက်နေ့8လပိုင်း2026မန်ပါတပတ်စာပေါ့เนาะဝင်ကျင်တဲ့မိတ်ဆွေတွေရောဝင်ဖို့ဆက်သွယ်ထားတဲ့မိတ်ဆွေတွေများအားလုံးမိုမိုချပြထားတဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဒီဖုန်းနံပါတ်မှာ Viber ရှိသလိုဝေကောက် KB ကောက်လည်း2ခုလုံးရှိပါတယ် Viber သုံးတဲ့မိတ်ဆွေတွေအဓိကထားပြီးတော့ငွေလွှဲပြီးပြေစာစလစ်လေးတော့ပို့ပေးပါလို့ပြောချင်ပါတယ်เนาะ15ရက်နဲ့16ရက်ကစနေတနင်္ဂနွေဖြစ်ပါတယ်တနင်္ဂနွေနေ့မှာ16ရက်နေ့က 3D ထွက်ပါတယ်မိုမိုရဲ့မန်ပါဝင်မိတ်ဆွေတွေများအားလုံး 3D မန်ပါဝင်ထားရင် 3D လမ်းယူလို့ရတယ်เนาะပြီးတော့မနေ့ဖြင့်ဆိုရင်မိုမို YouTube မှာမိုမိုViber မှာလေအဟောင်းကိုဖြတ်ပြီးတော့အစ်စ်ကိုပြန်ချပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့16ရက်နေ့မှာမန်ပါဝင်ထားတဲ့မိတ်ဆွေတွေ 3D လိုချင်တဲ့မိတ်ဆွေတွေဆို Viber မှာဟိုင်းထားပေးပေါ့နော်ကဲအားလုံးပဲမန်ပါကြီးကတော့ပုံမှန်တိုင်းပဲတစ်ပတ်စာ9000ပါပဲစာတိုးပတ်တီအခွေမွေးကနန်းတွေပဲပုံမှန်တိုင်းပေးသွားမှာဖြစ်ပါတယ်နော်
ကဲအားလုံးပဲမမိုးရဲ့ပောက်ကွက်များဘာတွေဆက်ဖြစ်မှလဲဆိုတာအတူတူလိုက်ပြီးကြည့်ကြရအောင်မမိုးရဲ့ပောက်ကွက်လေးမရယူခင်လေးမှာထုံးစံတိုင်းပဲတူဒီ channel လေးကို subscribe နှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်တစ်တွေတင်တိုင်းတွေ့ရှိရအောင်လို့ subscribe ပေးနာကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်เนาะကဲအားလုံးပဲမမိုးအပေါ်က date မှားနေတယ်เนาะ member ဝင်ဖို့ဆက်သွယ်ရအောင်လို့မမိုး date 15ရက်နဲ့16ရက်ဆိုပြီးရေးထားတယ် member တစ်ပတ်စာပေါ့เนาะအပေါ်မှာ date ကို14ရက်နေ့8လပိုင်း2026တောက်ကြနေ့မနေ့ညဆိုပြီးတော့မမိုးရေးရမှာเนาะအခုကတော့ရေးပြီးပြန်ဖြတ်ဖို့မလွယ်တဲ့အတွက်ကြောင့်မို့လို့အပေါ်ကဒိတ်မှားနေတယ်เนาะပောက်ကွက်ကတော့အမှန်ကန်ပါအားလုံးပဲမမိုးရဲ့ပောက်ကွက်များမမိုးနဲ့ကြိုက်ချင်းတူရင်ကစားပါကြိုက်ချင်းမတူရင်ကြော်သွားပါเนาะကဲအားလုံးပဲမမိုးရဲ့နေကုန်းကီးနဲ့ပြီးရတော့ဒီနေ့304ခွန်69เนาะ304ခွန်69ကြံကနန်းကလည်း6နဲ့9နှလုံးပဲကြံတော့တယ်เนาะ6လိုက်နေတဲ့မိတ်ဆွေတွေများအားလုံးတော်တော်လေးကိုအရှုံးများနေကြပြီเนาะဘာကြောင့်လဲဆိုတော့9ကကြံကနန်းတွေဖြစ်နေတာ2ပတ်3ပတ်ရှိသွားပြီเนาะဒါကြောင့်မို့လို့6လိုက်တဲ့မိတ်ဆွေတွေအားလုံးခက်ခဲတွေဖြစ်နေတယ်ပေါ့เนาะကဲအားလုံးပဲမမိုးရဲ့ပောက်ကွက်မှာတော့တနေ့ကုန်စားပါရှင်ကဲအားလုံးပဲmember ဝင်ခြင်းနဲ့မိတ်ဆွေတွေတောက်ကြနေ့တစ်နေ့မှာမမိုးဖုန်းနံပါတ်တွေချပေးထားတဲ့ဆက်သွယ်လို့ရပါတယ်เนาะအပေါ်မှာ date တွေမှားနေတဲ့မျိုးတို့ရေเนาะအားလုံးနားလည်ပေးပါဗီဒီယိုလောက်ပြီးမှအတန်သွင်းရတဲ့အတွက်ကြောင့်မို့လို့ပြန်ဖြတ်ဖို့မလွယ်ကူတဲ့အတွက်ကြောင့်မို့လို့အားလုံးနားလည်ပေးပါကဲအားလုံးတောက်ကြနေ့မနေ့ညပောက်ကွက်တွေနဲ့ကံကောင်းကြပါစေရှင်